အားလုံးပဲမင်္ဂလာပါကိုရမရှင်မကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့တက်ဖောင်လေးကိုအသုံးပြုပြီးတော့ခါကြတော့မှနာခုတယ်မို edes ဆိုတဲ့အသုံးလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့တက်ဖောင်နဲ့တွဲဖက်ပြီးအသုံးပြုရတယ်လို့ဆိုပေမဲ့လို့ပတ်တန်ပြောင်းရတဲ့အခါမှာနာခုတယ်ဆိုတာကတပါးတည်းမှတ်ထားလို့ရတာဖြစ်တဲ့အတွက်အဓိကအားဖြင့်9ဖောင်ကနေဆင်းသက်လာတဲ့နာခုတယ်ဖြစ်တဲ့အတွက်9ဖောင်ပုံစံပြောင်းနည်းကိုအရင်ဦးဆုံးသဘောပေါက်အောင်မှာဖြစ်ပါတယ်အဲ့တော့ verb ကလေးတွေကို9ဖောင်ပြောင်းပြီးတော့အဲ့9လေးကိုပဲ9နာဤဆိုတဲ့ဥစ္စာကိုဤကိုဖြုတ်ပြီးတော့ခုတယ်မို့ edes ဆိုပြီးတော့နာခုတယ်မို့ edes ဖြစ်တဲ့အတွက်အတိတ်ဘက်ကတော့မလုတ်လဲရပါတယ်ဆိုပြီးတော့တခုခုစီးမြင်စည်းကမ်းတွေကိုရှင်းပြတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအချက်ကတော့မလုတ်လဲရတယ်လုတ်လဲရတယ်ကိုယ့်သဘောပဲကိုယ်ကြိုက်ရာရွေးချယ်လုပ်နိုင်ပါတယ်အဓိကစည်းကမ်းသတ်မှတ်ထားတာမျိုးမရှိပါဘူးလို့ပြောတဲ့အခါမျိုးမှာသုံးလေးရှိပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်နာမည်ကိုတော့မရေးလဲရပါတယ်။ဖောင်တွေကိုရေးတဲ့အခါမှာဆိုလို့ရှိရင်ရေးရမယ့်အချက်လက်တွေကိုရှင်းရှင်းလင်းလင်းသေချာမသိလို့မေးလာတဲ့အခါမှာဆိုလို့ရှိရင်နာမည်ကတော့မရေးလဲရပါတယ်လို့ပြောတဲ့အခါမှာနာမည်ကိုခါကီမတ်ကနေလာတဲ့နာမည်ကိုခါကီမတ်ဆိုတာကနာမည်ကိုရေးတဲ့နာမည်ကိုခါခနာခုတေမို edes နာမည်ကိုမရေးလဲရပါတယ်ဆိုပြီးပြောပြရတာဖြစ်ပါတယ်။ရုံးနေကျောင်းနေမှာဆိုလို့ရှိရင်အစီအစဉ်တွေကိုရှင်းလင်းပြောပြတဲ့အခါမှာဆိုလို့ရှိရင်ဘယ်ရက်ကတော့မဖြစ်မနေလာရမယ်ဘယ်ရက်ကတော့မလာလဲရတယ်အဲ့လိုစီးမြင်တွေကိုပြောပြတဲ့အခါမှာဆိုရင်မနှက်ပြန်ကတော့မလာလဲရပါတယ်လို့ပြောတဲ့အခါမှာအစတမနှက်ပြန်လာတယ်ဆိုတာက kimas ကနေလာတာဖြစ်ပါတယ် kimas ရဲ့9ပေါင်ကတော့ခို9ဖြစ်တဲ့အတွက်ခို9ကနေသွားတဲ့ခိုနာခုတယ်မို edes ဆိုပြီးတော့ပြောပြရပါတယ်ဒါဆိုလို့ရှိရင်9ဖောင်ပြောင်းပြီးတော့ခါကြတော့မှအစတာခုနခုတေမို edes မနှက်ပြန်ငါတော့မလာလဲရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နခုတေမို edes ဆိုတဲ့အဓိပ္ပာယ်လေးကတော့ verb ကလေးတွေကို9ဖောင်ပြောင်းပြီးတော့ခါကြတော့မှအဲ့ဒီ verb ကိုမလုပ်လဲရပါတယ်ဆိုပြီးတော့ပေါ့ပေါ့ပါပါဒီအချက်တွေတိတ်ပြီးတော့အရေးမကြီးဘူးဆိုတဲ့နေရာမှာတော့၎င်းအဲ့ဒီအလုပ်ဒီအတိအကျလိုက်လုပ်ဖို့မလိုအပ်ဘူးလို့ရှင်းလင်းပြောပြတဲ့အခါမျိုးမှာတော့၎င်းအသုံးပြုတာဖြစ်တဲ့အတွက်ရှုံးကိစ္စတွေမှာရောအဲ့တော့စီမင်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးပြောတဲ့နေရာမှာလည်းပဲအရေးပါတဲ့အတွက်မှတ်သားတိုက်ပြီးတော့ခါကြတော့မှ9ဖောင်တိယုံနဲ့လွယ်လွယ်ကူကူအသုံးပြုနိုင်မယ် pattern လေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်